လက်ရှိလုပ်နေတဲ့ data ရဲ့နောက်ဆုံးအကွက်ကို scroll နဲ့မသွားချင်ဘူးဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပါအချိန်စက္ကန့်ပိုင်းပဲလိုပါတယ်ဘယ်လိုမျိုးသုံးလို့ရမလဲဆိုရင်တော့ go to special ကိုသုံးပေးပါ go to special သုံးဖို့အတွက် keyboard shortcut ကိုသုံးပါ control ရဲ့ G ရဲ့နှိပ်ပါ control G ကိုနှိပ်ပြီးသွားပြီဆိုရင်တော့ special ကိုသွားပါအဲ့ဒီမှာ let's say ဆိုတာလေးကိုရွေး okay နှိပ်လိုက်ဒါဆိုရင်ကိုလက်ရှိလုံးနေတဲ့နောက်ဆုံး10ကွက်ကိုတစ်ခါတည်းရောက်သွားပါလိမ့်မယ်ဒါဆိုရင်အပေါ်ဆုံးကိုသွားခြင်းနဲ့ဆိုရင်ရောအပေါ်ဆုံးကိုသွားခြင်းနဲ့ဆိုရင်တော့ control ရဲ့အပေါ် arrow လေးရဲ့ကိုနှိပ်ပြီးတော့မှသွားလို့ရပါတယ် control arrow နဲ့ကိုသွားခြင်းတဲ့နေရာကိုထပ်ပြီးတော့မှသွားလို့ရပါတယ် tools တွေကိုပိုင်လေး Excel သုံးရတာမြန်လေးပါပဲအဲ့တော့ကိုက tools တွေကိုပိုင်ခြင်းနဲ့ဆိုလို့ရှိရင်များလေးသုံးပေးပါသိကျင်တဲ့အပိုင်းလေးတွေရှိတယ်ဆိုလို့ရှိရင် comment မှာရေးခဲ့ပေးပါကျေးဇူးတင်ပါတယ်